လှပပြီးရိုးရှင်းတဲ့မှုသားအနေနဲ့ကဘာကျော်ဖြစ်လာခဲ့တဲ့ဘောလုံးကစားသမားဘောလုံးကန်တာတော့ဝါနာပါတယ်ကန်စရာဖနက်ကလည်းပေါက်ပြဲနေတော့ဘောလုံးအားရပါရကန်ပြီးတိုင်းဖနက်ပေါက်တဲ့တံမှာလူလဲခံခဲ့ရပါတယ်အဲ့ဒီချိန်တုန်းကတော့ဘောလုံးကန်ရတာခက်ခဲလုံးတဲ့သူတို့ကတော့လှပတဲ့ခိုက်တဲ့နေဖြစ်ခဲ့ပါတယ်တနေ့စာဘောလုံးအသင်းကလူရွေးပွဲကျင်းပနေတယ်အဲ့ဒီခွင့်ရသူ့အတွက်ဖြစ်ကိုဖြစ်ရမယ်လို့စိတ်ထဲကကြုံဝါနေခဲ့ပါတယ်အောင်မြောင်စူးစမ်းမှသူ့အမေကိုချမ်းချမ်းသာသာထားနိုင်မှာမဟုတ်လားအသွေးပေါင်းများစွာနဲ့စိတ်လှုပ်ရှားနေခဲ့မိတယ်ဟာတာလေးတစ်ခုပါပဲသူကရှေ့တန်းတိုက်စစ်မှုဖြစ်ရှင်ခဲ့တာပါဒါပေမဲ့လာရွေးချယ်တဲ့နေတုန်းကအယောက်300လောက်ကရှေ့တန်းကစားဖို့လက်ထောင်နေတော့မြင်ရတော့သူ့ရဲ့မာနာတစ်စိလျှော့ပြီးတော့တခြားသူတွေမကစားခြင်းနဲ့ကွင်းလယ်နောက်ခံကစားသမားနေရာကိုအခြေအနေရရွေးချယ်ခဲ့ရပါတယ်ဒီမူသားလေးကတစ်ချိန်မှာကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာမဲ့ကက်စမဲရိုရဲ့ရွေးချယ်ပြီးမှားယွင်းတဲ့ဝန်ခံခြင်းလို့ဆိုနိုင်ပါတယ်ဒီလိုနဲ့ပဲ2013ကရီယယ်တင်းကခေါ်ယူခဲ့ပါတယ်အစောပိုင်းရီယယ်ကစားသမားဘဝမှာရုန်းကန်ခဲ့ရတယ်အငှားချခံရတယ်အမြဲစူးစမ်းနေတဲ့ကက်စီတော့ကတော့အခွင့်အရေးကရှိနေပြီးသားပါစီဒန်လက်ထက်မှာတော့ပုံမှန်ပွဲကစားခွင့်ရရှိခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးချန်ပီယံဖလား9ကြိမ်ထိရရှိနိုင်ခဲ့ပြီဘရာဇီးနိုင်ငံအသင်းတွေလည်းအဓိကကစားသမားဖြစ်လာခဲ့ပြီအိမ်မက်တွေလည်းပြည့်ခဲ့ပေမဲ့ကက်စီကထုံးစံအတိုင်းစိန်ခေါ်မှုအသစ်ကိုရှာဖွေဖို့ကြိုးစားရင်းမန်ယူအသင်းကိုရောက်ရှိခဲ့တယ်အစကတော့အဆင်မပြေပရိသတ်တွေကစသူ့ရဲ့ခြေစွမ်းကိုမေးခွန်းထုတ်လာခဲ့ပြီဒါတွေကကက်စီအတွက်တော့အေးဆေးဆေးပါအထွေထူးမရှင်းပြချင်တော့ဘူးခြေစွမ်းနဲ့သာလက်တွေ့ပြခဲ့တယ်တိတ်မကြခင်မှာပဲအားလုံးရင်ထဲကတမ်ကြီးကက်စီဆိုပြီးတော့မန်ယူပရိသတ်တွေရဲ့ချစ်တော်ဖြစ်လာခဲ့ပါတယ်ဒီအဒီပြီးအနားယူတော့မယ်လို့ဆုံးဖြတ်ထားပေမဲ့တစ်ချိန်ကရိုးသားခဲ့တဲ့လိန်လယ်ချင်းကနေကဘာကျော်တဲ့ကစားသမားဖြစ်အောင်လုပ်ပြခဲ့ပြီးကဘာဘောလုံးသမိုင်းမှာလှပတဲ့စာမျက်နှာတွေရေးထိုးနိုင်ခဲ့တဲ့မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားကက်စမဲရိုပဲဖြစ်ပါတယ်ခင်ဗျာ